present simple နဲ့ present continuous နှစ်ခုကြားထဲကရှုပ်ထွေးတဲ့ကော်ဟာချက်ကလေးကိုပြပြပေးပါမယ်။ဥပမာ Jazz is watching television. He is not playing the guitar, but Jazz has a guitar. He often plays it and he plays very well. ဒီစာကြောင်းတွေကမှကြည့်မယ်ဆိုရင် Jazz က television ကြည့်နေတယ်ဒါပေမဲ့ guitar တီးမနေဘူးเนาะ Jazz မှာ guitar ရှိတယ်သူက guitar ကိုမကြာခဏတီးတယ် guitar ကိုကောင်းကောင်းတီးတတ်တယ်အဲ့လိုဆိုပြောထားရပါเนาะဒီမှာဆိုရင် present continuous အပွားစာပိုက်ကအောက်ကဆိုရင် present simple ကိုအသုံးပြုပြီးတော့ရေးထားတယ်ပေါ့เนาะအဲ့ဒီမှာကျမတို့ကတစ်ခါလေကြာရင် guitar တီးတယ်လို့ပြောရမလား guitar တီးနေတယ်လို့ပြောရမလားမသိဘူးပေါ့เนาะဆက်ပြီးကြည့်လိုက်အောင်အဓိကကတော့ Jazz က plays the guitar Jazz က guitar တီးတယ် but ဒါပေမဲ့ he is not playing the guitar now Jazz က guitar တော့တီးရဒါပေမဲ့အခုတီးနေတာမဟုတ်ဘူးเนาะအဲ့ကြတော့ကြည့်မယ်ဆိုရင်တီးတယ်ဆိုရင် present simple နဲ့ plays မှာ s ထည့်ပြီးတော့သုံးလို့ရပါမယ်အခုတီးနေတယ်ပြအခုလက်ရှိပြောနေတဲ့အချိန်မှာတီးနေတယ်ဆိုရင်တော့ ms စာ plus verb ing ဖြစ်တဲ့ present continuous ကိုသုံးတယ် present simple ဆိုတဲ့အဓိပ္ပာယ်က in general ရေဘူးရပြောတယ်ဒီတိုင်းပဲရေဘူးရပြောတယ်ပေါ့နော်မတိကြဘူး all the time အချိန်တိုင်းဒါမှမဟုတ်ရင် or sometime တစ်ခါတည်းရန်ပေါ့နော်အဲ့ဒါကို general အနေနဲ့ပြောတယ် present continuous ကကြတော့ now အခု at the time of speaking အခုလက်ရှိစကားပြောနေတဲ့အချိန်မှာလုပ်နေတယ်ဆိုတဲ့ဟာကိုကြတော့ဘာလို့သုံးတာလဲဆိုတော့ present continuous ကိုသုံးတယ်အဲ့တော့ကျမတို့သုံးမဲ့အခါမှာအဲ့တော့ကျမတို့က present simple နဲ့ present continuous ကိုဘယ်လိုတွေသုံးမလဲဆိုတော့ရိုးရိုး general အနေနဲ့ပြောမယ်အချိန်တိုင်းတစ်ခါတည်းရမှာကိုကရေဘူးရအဖြစ်ပြောမယ်ဆိုရင်တော့ပြောမယ်ဆိုရင် present simple ကိုသုံးပြီးတော့လက်ရှိပြောနေတဲ့အချိန်အတွင်းမှာလုပ်နေတဲ့အရာတွေဆိုရင်တော့ဘာတော့ present continuous ကိုသုံးတယ်ပေါ့နော်အဲ့ဆိုရင်တော့ရှင်းရှင်းလင်းလင်းသိသွားပြီလို့ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်ပြီးတွေ့ကြမယ်နော်